အားလုံးမင်္ဂလာပါ Blood Road Sharing ရဲ့အပတ်စဉ်ဗီဒီယိုလေးတွေကနေပြီးတော့မှအားလုံးကိုကြိုဆိုလိုက်ပါတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူလေးတွေကျမကိုတစ်ခုလောက်ဖြည့်ခဲ့ပေးပါအောင်ရှင်အခုကြည့်နေတဲ့သူလေးတွေရဲ့ဘဝထဲမှာဘာကိုနောင်တအရဆုံးမှလဲရှင်အများစုကတော့ငငယ်ကပျော်ချင်တိုင်းမပျော်ခဲ့ရတာတွေမကြိုးစားခဲ့မိတာတွေဝါသနာပါတာတွေကိုမလုပ်ခဲ့ရတာတွေချစ်ကြောင်းဝင်မခံခဲ့တာတွေစသဖြင့်ပေါ့လေအခုကျမရဲ့ဒီဗီဒီယိုလေးမှာနောင်နာကင်ကင်နေနိုင်မှုဘဝမှာဘယ်လိုမျိုးနေထိုင်သင့်လဲဆိုတာကိုမျှဝေပေးချင်ပါတယ်ကျမရဲ့ sharing လေးတွေမစခင် equation လေးတစ်ခုကိုပြောပြချင်ပါတယ်ဒါလေးကတော့နောင်နာရှိခြင်း is equal to unhappy ပဲဖြစ်ပါတယ်နောင်နာတွေကိုရှင်ထဲမှာထွေးပိုက်ထားတဲ့သူတွေကပျော်ရွှင်မှုကိုအဝေးကိုတွန်းပို့ထားတဲ့လူတွေနဲ့တူတူပါပဲပျော်ရွှင်မှုတွေတိုင်းမှာ expire date တွေရှိပါတယ်ကျမငငယ်တုန်းကအဖေတွေအမေတွေကပလတ်စတစ်ရုပ်ကလေးတစ်ခုဝယ်ပေးလို့ရှိရင်ကျမအရန်ပျော်ခဲ့တယ်အခုချိန်မှာတော့ပလတ်စတစ်ရုပ်တွေအများကြီးကိုကျမမိဘတွေဝယ်ပေးရင်တော့ကျမမလိုချင်တော့ဘူးပျော်လဲမပျော်တော့ပါဘူးတဲ့အိတ်ဆမ်ဝဲကိုကြည့်ခြင်းအပြင်ကျမတို့လိုချင်တဲ့အရာတွေကိုအဲ့အချိန်ရမှသာလေအဲ့ဒီလိုချင်တဲ့အရာကတန်ဖိုးရှိတာမျိုးပါလိုချင်နေတဲ့အချိန်တုန်းကမရလို့ရှိရင်နောက်ဆိုလိုချင်မှုဆိုတာမရှိတော့ပါဘူးဒါတွေကလည်းကျမတို့လူသားတွေရဲ့သဘာဝပဲမဟုတ်လားရှင်ကျမကတခါကျမကိုပြောဖို့ရယ်သူ10တန်းကျောင်းသားဘဝနှုန်းကစာမွေးပွဲမှာအမှတ်များတဲ့အခါဂုံထူးတွေရတဲ့အခါမှာဆိုရင်အရန်ကိုပြောရဲတဲ့သူ့ဘဝမှာသူ့သားအတော်ဆုံးလို့တော့သူထင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့သူဟာလုပ်ငန်းခွင်ကိုဝင်တဲ့အခါကျတော့10တန်းတုန်းကလိုမျိုးအမှတ်တွေဂုံထူးတွေကသူ့ဘဝအတွက်တိတ်အရေးမကြီးတော့မှသူသိလာရတယ်ပတ်စံရှာနိုင်တဲ့သူကပိုတော်တယ်ပိုအထင်ကြီးကြတယ်ဆိုတာကိုပဲသူလက်ခံခဲ့ရတယ်ကျွန်မအခုပြောပြတဲ့ example တစ်ခုကိုကြည့်ခြင်းအဖြစ်ပျော်ရွှင်စရာတွေကသူ့အချိန်နဲ့သူပါပဲဆိုတော့အရာလေးကိုကြည့်ရှုသူတွေအားလုံးနားလည်ကြမယ်လို့ကျွန်မထင်ပါတယ်အဲ့ဒါကြောင့်နောင်နာတွေဝေးပြီးပျော်ရွှင်စရာတွေရှာရှိဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့အချက်ကတော့ပစ္စုပန်မှာနေထိုင်ပြီးပျော်ရွှင်စရာတွေကိုလုပ်ပါလိုချင်တာတွေကိုရအောင်စူးစမ်းယူပါဒါပေမဲ့ရှင်တို့သိထားမှာတခုကအဲ့ဒီအရာတွေကနောက်ဆိုရင်ကျမတို့အားလုံးကိုပျော်ရွှင်စေနိုင်တော့မှာမဟုတ်ပါဘူးဆိုတာကိုနားလည်ထားဖို့လိုပါတယ်ကျမတို့ရဲ့လက်ရှိပစ္စုပန်မှာဒါပျော်ကြီးနေထိုင်ပြီးလိုချင်တာတွေကိုရအောင်သာယူလိုက်ပါအဲ့ဒါမှအတိတ်ကိုပြန်တွေးကြည့်လိုက်တိုင်းကြည်နူးစရာပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေအောင်သူ့အချိန်နဲ့သူပျော်ခဲ့တယ်စူးစမ်းခဲ့တယ်ကျမတို့အဓိကကတော့နောက်မှနောင်နာမရတော့အောင်အကောင်းဆုံးနေထိုင်ခဲ့တယ်ဆိုပြီးတော့မှကျမတို့အကောင်းဆုံးဖြည့်သိမ့်နိုင်ပါလိမ့်မယ်ဒီဗီဒီယိုလေးရဲ့နေကုန်းချောင်းအနေနဲ့ကျမတို့ရဲ့ဘဝမှာနောင်နာကင်းကင်းနေထိုင်နိုင်ဖို့အတွက်နံပါတ်1အတွေးတွေကိုဂရုစိုက်ပါပျော်ရွှင်မှုတွေတိုင်းမှာ expire date ရှိရဆိုတော့ကိုနားလည်ပါနံပါတ်2ပစ္စုပန်မှာအကောင်းဆုံးနေထိုင်ပြီးတော့မှလိုချင်တာတွေကိုအရယူပါနံပါတ်3ပြန်ကျင်လို့မရတော့မဲ့နောင်နာဖြစ်စရာတွေကိုကြိုတင်ပြီးရှောင်ကျဉ်ပါလို့ပြောကြားရင်းနဲ့မှဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲနောင်နာကင်းတဲ့ဘဝကိုစီကိုပိုင်ဆိုင်နိုင်ကြပါစေရှင်